အားလုံးပဲမင်္ဂလာပါရှင်ချင်းဒီနေ့စန်အင်း MRT line အသစ်ကိုအလကားစီးပြီးမိဘန်းသွားကြည့်မှာဖြစ်ပါတယ်ဒီ MRT line အသစ်ကစဖွင့်ဖွင့်ချင်းဆိုတော့ပရက်ဆိုရင်လူတွေအများကြီးလာစီးကြပါတယ် MRT စီးရင်နဲ့လည်း view လှလှလေးတွေကြည့်လို့ရပါတယ်ချင်းကခဏနေမိဘန်းကြည့်မှာဆိုတော့အင်ကာချာတန်ရထားဂိတ်မှာဆင်းမှာဖြစ်ပါတယ်ဒီ MRT line အသစ်ကိုလူကြိတ်ကြိတ်တိုးပြီးစီးရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ August လ31ရက်နေ့အထိအလကား free ပတ်စံပေးစရာမလိုဘဲနဲ့စီးလို့ရလို့ပဲဖြစ်ပါတယ်ဒီနေရာကမီးအလားနဲ့မီးပန်းတွေကိုပြမဲ့နေရာဖြစ်ပါတယ်ကဲစပါပြီဒါက drone performance 无人机表演ဖြစ်ပါတယ်ပုံရိပ်တွေဟာဆိုရင်အင်ကာချာတန်ဘေးပတ်ဝန်းကျင်နားမှာရှိတဲ့အကြောင်းအရာတွေကိုပုံဖော်တင်ဆက်ထားတာဖြစ်ပါတယ် drone performance အပြီးမှာ烟火秀မိဘန်းပြပွဲလာပါပြီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်လည်း like and share လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye